မင်္ဂလာပါအမင်္ဂလာ audio book channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေအတွက်စာရေးသူကန်ချုံရေးသားထားတဲ့အပြိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း3ရိပ်အပိုင်း3ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မတူမများစဉ်းစားကြည့်စမ်းတို့တွေဟာကျောင်းမှာလည်းညံ့မယ်စီးပွားရေးလောကမှာလည်းညံ့မယ်အသက်ကြီးရဲ့အထိညံ့မယ်ဆိုပြီးညံ့နာကိုတက်တန်းတစ်လျှောက်လုံးကန်ထရိုက်ယူထားကြရင်ဘလို့လို့တိုးတက်မှာလဲဒီစကားတွေစိတ်ရင်းမှန်မှန်စိတ်ထားဖြူဖြူနဲ့ပြောတာပါလူတွေအားလုံးကိုစတူဒီယိုခေဦးကဆိုထားတဲ့တာဝေးအပြေးသမားတွေလိုပဲမြင်ပါတယ်တို့မှာဇွဲမရှိဝရိယမရှိမကြိုးစားရင်ဒီရွယ်ချက်ပန်းနိုင်ရောက်မယ်မဟုတ်ဘူးထိုင်နေလို့တော့ဘာမှဖြစ်မလာဘူးပေါ့ကွာဒီရွယ်ချက်ပန်းနိုင်အောင်ရှောင်းတော့သူများနောက်ကဖြစ်မှာပဲလူဘဝကြီးမှာဇွဲစုလောက်နဲ့ကျင်းနေပြီးမတေုံတမဲစားနေရတယ်ဆိုရင်ဘယ်ဟုတ်ပါမလဲဘလို့လုံးကျင်းနေစရာကောင်းမလဲရောတို့တွေဟာရှီဆုံးကရောက်နေမှာဖြစ်မယ်။တာဝေးပြေးနေကြရတဲ့စီမှာကိုရှေရောက်နေတော့လဲခြေတိုးကံမလိုပါဘူး။ကိုကသူ့ရှေရအောင်ပြေးနိုင်သူ့ကိုနောက်ရောက်သွားမှာပဲ။ကိုညံ့လို့သူ့တော်နေရလို့မြင်ထားလိုက်ပြီးဆိုပါနဲ့ကိုထက်သားလို့မနာလိုပါလဲမဖြစ်တော့။ငါစူးစမ်းရမယ်ဆိုတဲ့အတီဝင်လာလိမ့်မယ်။ဒီကောင်းကြုံလေးမှားခြင်းနဲ့ငါတို့မှများမှတ်ထားပါ။ဟေ့ဘဝတာဝေးပြေးရတဲ့စီမှာဇွဲစုလောက်နဲ့မကျေနပ်ကြပါနဲ့။ဟေ့ဒီနေ့စီးပွားရေးပညာရေးလူမှုရေးတွေမှာအဲ့လိုမျိုးတွေလူတော်ဖြစ်နေရဲ့နော်။နောင်ဆိုရဲအနာဂတ်ကာလမှာငါတူများငါတူမများတော်မှဖြစ်မယ်။သုံးသူတော်တာကိုညံ့လို့ပါကိုတော်အောင်လုပ်ကြပါလူတယောက်တိုးတက်ဖို့အတွက်အခြေခံအချက်တွေထဲမှာရှင်ပြိုင်မှုရှိဖို့ဆိုတာအရေးပါတဲ့အချက်တစ်ချက်ပဲ။ရှင်ပြိုင်စရာရှိနေမှရှင်ပြိုင်ခြင်းစိတ်ရှိနေမှလေ့လာမှုလေ့ကျင့်မှုစ조사မှုဆိုတာတွေရှိမှာပါ။လူဘဝရက်တည်နေဖို့အတွက်လူတိုင်းဟာကံကြမ္မာနဲ့ရှင်ပြိုင်နေကြရရဲ့လေကိုယ့်ရဲ့အနာဂတ်ကိုကိုယ့်ဟာကိုယ်ပုံဖော်ဖို့ပပုထုနေကြရတာကွ။ရွေးရှိရင်လှလှပပဖြစ်မယ်ကိုဘဝအနာဂတ်ကိုမှကိုယ့်ဘာသာဖြစ်ချင်မှမသိရင်ညှော်မှန်းထားတာမရှိအချိန်တန်အရွယ်ရောက်တာနဲ့ယောက်ျားအားကိုးရမှာပဲငါတူမများတွေးကြည့်စမ်းပါဘောလုံးပွဲတွေအပြေးပြိုင်ပွဲလိုဟာမှသာကိုကပွဲကြီးလုပ်နေလို့ရပြီမဲ့အနာဂတ်အတွက်ကံကြမ္မာကိုရှင်ပြိုင်ရမှာတော့ပွဲကြီးလို့ဘေးရထိုင်ပြိသက်လုပ်နေလို့မရပါဘူးကိုဘက်ကစူးစမ်းမှုမရှိလိုက်တာနဲ့ကံကြမ္မာကိုဘဝတစ်ဖက်သက်အနိုင်ယူသွားမှာပါပဲငါတူမများဘဝတိုးတက်ခြင်းကံကြမ္မာဘလို့ရင်ဆိုင်မလဲအနာဂတ်ကိုဘလို့ပုံဖော်မလဲအဲ့ဒီအချက်ကိုပြက်ပြက်တသားစဉ်းစားထားတဲ့မိန်းကလေးတယောက်ရဲ့ဘဝရည်မှန်းချက်ဟာယောက်ျားတယောက်ရည်ထက်တော့ပိုရမှာပေါ့စဉ်းစားကြည့်စမ်းဒီနေ့ထူးချွန်တဲ့အမျိုးသမီးတွေဟာသူတို့ဘဝရည်မှန်းချက်ထားပြီးသူတို့ဖြစ်ချင်တာစူးစမ်းခဲ့ကြလို့ထူးချွန်ခဲ့ကြထူးချွန်တဲ့အမျိုးသမီးဥယျာဉ်နေတာဟာဘဝအတွက်ရည်မှန်းချက်ထားပြီးစူးစမ်းတဲ့အမျိုးသမီးတွေနဲသေးလို့ပဲငါတူမများလက်ထက်မှာထူးချွန်တဲ့အမျိုးသမီးတွေဖြစ်ပါစေဟေ့အဲ့ဒါလို့ထူးချွန်ဖို့တိုးတက်ဖို့ဘယ်သူ့ကိုရှင်ပြရမလဲတစ်စင်ချင်းစဉ်းစားရအောင်မင်းတို့ကျောင်းနေတော့ဆိုရင်ကျောင်းစာမှာအထူးချွန်ဆုံးဖြစ်ဖို့လိုတယ်အမြဲတိုးတက်နေဖို့လိုတယ်အဲ့ဒါလို့ထူးချွန်တိုးတက်နေအောင်မင်းပြန်ရမှာမင်းကိုမင်းပဲမင်းရဲ့ပြိုင်ဘက်ကတခြားလူမဟုတ်ဘူးဒီချက်ကိုသိထားဖို့လိုတယ်မင်းရဲ့ပြိုင်ဘက်ဟာတခြားလူတယောက်ယောက်လုံးထင်းလိုက်တာနဲ့မင်းရဲ့တိုးတက်မှုဟာအတိုင်းတာတစ်ခုထိပဲဖြစ်တော့မယ်အစဉ်တိုးတက်မနေတော့ဘာလို့လဲဆိုတော့မင်းရဲ့ပြိုင်ဘက်လို့မင်းသတ်မှတ်ထားတဲ့သူတက်မင်းရသားနဲ့ကြီးနဲ့သွားတော့မှာကိုပြီးတော့မင်းဟာအတန်းနဲ့မှာပထမရနေတဲ့ကျောင်းသူဆိုရင်မင်းကိုမင်းကြီးနဲ့နေမလားစဉ်းစားပါဒီလီယာခဏခဏစဉ်းစားပါလို့ခိုင်းနေရတာဟာမိန်းကလေးတော်များများဟာအလားပါတွက်ကလွဲဘာကိုမှတိတ်အလေးနဲ့မစဉ်းစားကြလို့ပါဘဝအတန်းထဲမှာပထမရနေပြီမဲ့ကိုတော်လုံးလို့ပထမရတာမဟုတ်ပဲတခြားကျောင်းသူကျောင်းသားတွေကညံ့လို့မင်းပထမရတာရောမဖြစ်နိုင်ဘူးလားအမှတ်340သာရနေကြတဲ့ကျောင်းသားကျောင်းသူတွေကြားမှာမင်းက45မှတ်လောက်စီရပြီးပထမရနေရဆိုရင်မင်းရဲ့ပညာရေးကိုအားရစရာလို့ယုံကြည်တတ်မှတ်မလားငါပထမရနေရပဲဆိုပြီးကျင်းနေနေသင့်သလားစဉ်းစားနော်ညံ့နေတဲ့လူတွေကြားမှာတော်နေတဲ့လူတယောက်အတွက်ပြိုင်ဘက်ဟာဘသူဖြစ်တယ်လဲရှင်ပြိုင်စရာရှိမှစူးစမ်းဖြစ်မှာရှင်ပြိုင်မှုရှိမှတိုးတက်မှာရှင်းလေးပဲကွမင်းတို့ရဲ့ပြိုင်ဘက်မင်းဟာမင်းတို့ပဲသူများမဟုတ်ဘူးလူဆိုတာကိုအမြဲရှင်ပြိုင်နေရတယ်ကွရှင်ပြိုင်တဲ့နေရာမှာလေဘဝအတွက်အကျိုးရှိမဲ့အရာတော့ဖြစ်ဖို့လိုတဲ့ပေါ့မနေ့ကထက်ဒီနေ့လှအောင်ဆိုရှင်ပြိုင်နေရင်အသက်ကြီးလာလို့အိုစားလာတဲ့အခါတရားအရှုံးပေးလိုက်ရမှာပဲမနေ့ကထက်ဒီနေ့တောင်မနေ့ကငါထက်ဒီနေ့ငါကပို့တော်အောင်ပညာရေးစီးပွားရေးလူမှုရေးတွေမှာရှင်ပြိုင်ရမှာအဲ့ဒါလို့ရှင်ပြိုင်နေအဲ့ဒီလူတိုးတက်မှာသိချင်အဲ့ဒီအတွေ့အကြုံဒီအယူဆဒီစကားဟာ
ဘယ်နိုင်ငံကပညာရှိကြီးရဲ့အတွေးခေါ်ပါလိမ့်ဆိုပြီးထင်မနေနဲ့ဒါမြန်မာစစ်ပမာကြီးစိုင်းဆရာကြီးစိတ်ပြီးတာပြောခဲ့တဲ့စကားကွာဦးလေးတို့မှတ်မိလိုက်ပေမဲ့လူကြီးများအစဉ်စဉ်မှတ်သားခဲ့မှတ်တမ်းတင်ခဲ့လို့သိရတာစိုင်းဆရာကြီးစိတ်ပြီးတာပြောတဲ့စိတ်ပြီးတာဘယ်သူမှပြိုင်နေရမဟုတ်ပါဘူးမနေ့ကစိတ်ပြီးတာဒီနေ့စိတ်ပြီးတာပြိုင်နေရပါလို့ကောင်းလိုက်တဲ့စကားကွာလက်ဖြားခါလောက်ကောင်းတဲ့စကားတမိုးရှိလိုက်တဲ့စကားငါတို့မြန်မာတမျိုးသားလုံးလိုက်နာကျင့်သုံးရမယ်နီးလဲဟေးငါတူများရောငါတူမများပါဒီစကားတော့အလေးနဲ့မှတ်ထားစမ်းရင်းနှီးရအောင်သွင်းထားစမ်းအသိစိတ်ထဲမှာအမြဲရှိနေပလိစေသိပြီးရနဲ့လက်တွေ့ကျင့်သုံးပြီးတော့မင်းတို့ရဲ့ပြိုင်ပွဲဟာမင်းတို့ပဲမနေ့ကတည်းကဒီနေ့တောင်မပြိုင်နိုင်မင်းတို့ဘဝမတိုးတက်ဘူးဆိုတာရှုံမင်းကလေးတယောက်ဟာကိုဘဝလုံခြုံတိုးတက်အောင်ထူထောင်တိဆောက်ဖို့အတွက်ယောက်ျားတွေအကြောင်းသိဖို့လိုသလိုအထွေထွေတွေးခေါ်မျှော်မြင်မှုပါရှိဖို့လိုတဲ့ကွမှန်ကန်တွေးခေါ်မျှော်မြင်တတ်ဖို့အတွက်အသိဉာဏ်ရှိရမယ်ကြိုတင်စဉ်းစားတတ်ရမယ်အချိန်ရဲ့အကြောင်းတည်တည်ချာချာသိမယ်ဆိုရင်ကြိုတင်စဉ်းစားရဲ့အလေးချိန်ရသွားမှာပေါ့ကဲလေးမိမယ်ငါတူမများအချိန်ကိုဘလို့နားလေထားတယ်လဲအချိန်ကြောင်ဘလောက်များသိတယ်လဲအချိန်ရဲ့အကြောင်းမသိလို့အချိန်ရဲ့တန်ဖိုးနားမလေလို့တန်းဥဆန်းရင်နှကန်းဒီဆိုရင်အတင်းပြောရင်အချိန်တွေကုန်နေရပေါ့အချိန်ရဲ့အကြောင်းမသိလို့ပြင်မရတဲ့အမှားတွေကျူးလွန်ပြီးဘဝမှာအမဲစွန်းတွေထင်ဆွဲခဲ့ကြရတာပေါ့အချိန်ရဲ့ရွေချားမှုကိုအမှတ်မဲ့နေပြီလို့နောင်တရတဲ့အချိန်မှာဒုက္ခအပီစီတွင်နဲ့ရောက်နေကြရတာပေါ့ပြီးတော့အချိန်ကြောင်လေးလေးနည်းနည်းလေးပြောချင်တယ်ဒီစာအုပ်ဖတ်တာနဲ့အချိန်ကုန်တော့မယ်အဲ့ဒီကုန်သွားမယ့်အချိန်ဟာအကျိုးရှိသွားကုန်ဆုံးခြင်းလားအကျိုးမဲ့စွာကုန်ဆုံးခြင်းလားဆိုတာကိုဖတ်ပြီးချိန်မှာပြန်စဉ်းစားပါအဲ့ဒါလိုပဲဘာပဲလုပ်လို့တခြားအလုပ်တွေကိုလည်းလုပ်ပြီးရနဲ့ပြန်စဉ်းစားကြည့်ငါဒါလုံးလိုက်လို့ကုန်ဆုံးသွားရတဲ့အချိန်တွေဟာအကျိုးရှိစွာကုန်ဆုံးခြင်းလားအကျိုးမဲ့စွာကုန်ဆုံးခြင်းလားဆိုပြီးတော့ဥမွေလေးလေးပြောရရင်တော့ရီးစားနဲ့ချင်းတွေးခဲ့ပြီးနောက်ပြန်စဉ်းစားပါသူ့အသားအတော်ပြူတာပဲလက်ဘွားနုနုလေးသူ့စပင်းတွေကတော်တော်တန်နေငါတဲ့အယမ်းမြင်နေဆိုတာမျိုးစဉ်းစားဖို့ပြောတာမဟုတ်ဘူးနော်ငါအချိန်ကုန်ခံပြီးတွေးခဲ့ရလို့ဟာငါဘွားအတွက်ဘလို့အကျိုးပြုနိုင်တယ်လဲသူဟာငါလှုပ်ရှားထိုင်စားဖို့ကြိုးစားနေရလားငါဘွားအောင်မြင့်တင်နိုင်စွမ်းရှိမဲ့လို့လားသူဟာသူတော်မှအမအိမ်တလဲဦးလေးအိမ်တလဲကတ်စားနေရတယ်လို့လားသူနဲ့ငါဘဝတခြားလက်တွဲပြီးဒုက္ခတွေပင်လယ်ဝင်ရမှာလားစဉ်းစားအဲ့ဒါလို့စဉ်းစားလိုက်လို့ကိုဘဝရှိရဲ့အတွက်ကောင်းကျိုးထက်ဆိုးကျိုးဘက်ဥတည်နေရဲ့ဆိုရင်ကိုအချိန်ကုန်ကန်ပြီးလှုပ်သမျှအလုပ်တိုင်းလှုပ်ပြီးရနဲ့စဉ်းစားပါသုံးသက်ပါအကျိုးမဲ့အလုပ်မျိုးလုံးမိရင်နောက်မလုံးမိအောင်ရှောင်အကျိုးရှိရဲ့အလုပ်မျိုးလုံးမိရင်နောက်ဆက်လုပ်ခဲ့သမျှစဉ်းစားတာဝိဖန်အောင်အလေးချင်းလှုပ်လိုက်ရင်နောက်တော့တစ်ခုခုလှုပ်တော့မယ်ဆိုတာနဲ့ငါလုံးမဲ့အလုပ်ဟာအကျိုးရှိရဲ့အလုပ်လားအကျိုးမဲ့တဲ့အလုပ်လားဆိုတာကြိုတွေးမိလာလိမ့်မယ်အဲ့ဒါလိုတွေးမိလို့မလှုပ်တဲ့အလုပ်ဆိုရင်ရှောင်မလှုပ်မိစေနဲ့လှုပ်တဲ့အလုပ်မှလှုပ်ကိုလုံးမဲ့အလုပ်မှန်သမျှသိမသိကြိုတွေးမိရဲ့အလေးချင်းဖြစ်ပြီးဆိုရင်ငါတူမများဘဝတိုးတက်ပြီပေါ့အချိန်နဲ့ပတ်သက်ပြီးဒုတိယအစစ်ဆက်စဉ်းစားရအောင်အချိန်ငါတူမများဘလို့ခွဲခြားနားလေထားတယ်လဲသုံးမျိုးပဲမဟုတ်လားအတိတ်ဖြစ်ပြီးရာကုန်လွန်သွားတဲ့အချိန်ပြစ္ဆုတ်ပံဖြစ်ပြနေစေလက်ရှိအချိန်အနာဂတ်မဖြစ်သေးရာနောက်ဖြစ်လာမယ့်အချိန်ဒါပဲပေါ့ဘသူမိမိဒီလိုပဲဖြေမှာပဲလေးလေးလည်းဒီလိုပဲသိရပဲသိရချင်းတူပေမဲ့တမျိုးချင်းကိုတော့ငါတူမများစဉ်းစားကြည့်ဖို့မထင်ဘူးအဲ့ဒီပိုင်းခြားထားတဲ့အချိန်ကာလ၃မျိုးကိုတည်တည်ကြကြခွဲခြားပြီးစဉ်းစားကြည့်အောင်မင်းဒီစာအခုဖတ်နေရင်ဖတ်ပြီးသွားတဲ့စာလုံးတွေစာကြောင်းတွေဟာအတိတ်မဖတ်ရသေးတဲ့စာလုံးတွေစာကြောင်းတွေဟာအနာဂတ်ဒီမှာလေးပြစ္ဆုတ်ပံဆက်စဉ်းစားစမ်းငါတူမတရားရောက်တဲ့စကားပြောကြည့်ပြောပြီးသမျှစကားတွေဟာအတန်ထွက်ပြီးရနဲ့အတိတ်ဖြစ်သွားတယ်မပြောရသေးတဲ့စကားတွေအတန်မထွက်ရသေးတဲ့စကားတွေဟာအနာဂတ်မှာတည်တည်ချာချာတွေးစမ်းဒီမှာလေးပြစ္ဆုတ်ပံအတိတ်ဆိုတာလေးလေးတို့မှာအများကြီးရှိခဲ့ပြီးအနာဂတ်ဆိုတာကလည်းရှိနေသေးတယ်အများကြီးပဲတို့မပိုင်ဆိုင်တာပြစ္ဆုတ်ပံပဲကွလေးလေးတွေးရတဲ့လောက်တော့ပြစ္ဆုတ်ပံဆိုတာအတိတ်နဲ့အနာဂတ်ကိုပိုင်းခြားထားတဲ့စံချီမြင့်ထက်အစများစွာသိငယ်တဲ့အချိန်ရွေ့ရှားနေတဲ့မြင်းချောင်းလေးတစ်ကြောင်ပဲပြစ္ဆုတ်ပံမှာကာလဧရိယာမရှိဘူးဒါကြောင့်လေးလေးတို့ပါပဲလို့ငါတူမများပါပဲလို့လုံးသမျှပြောသမျှဟာအတိတ်တစ်ပိုင်းမှာကြံ့ရစ်ခဲ့မှာပါချိန်ချိန်မရှိဘူးဖြည့်ပြက်ချိန်မရှိဘူးအမှားတစ်ခုခုပြောမိလုံးမိရင်ပြောဘူးလုပ်ဘူးတယ်ဆိုတာတော့ဖြစ်သွားမှာပဲပြန်ပြင်လဲပြောဘူးလုပ်ဘူးတဲ့အမှားကြီးကတော့ဖြည့်ပြက်မသွားပါဘူးအမှန်ကိုပြန်ရောက်တော့အမှန်ပြန်ဖြစ်တာပဲရှိမယ်ဘာနဲ့အလားတရံတူတယ်လဲဆိုတော့ပြက်သွားတဲ့ကြိုးပြန်ဆက်ထားသလိုပေါ့ပြန်ဆက်နေမဲ့ထုံးတဲ့အရာလေးကတော့ရှိနေမှာပဲပြစ္ဆုတ်ပံဆိုတာကာလဧရိယာမရှိရဲ့အတွက်ဘ
လုံးမိရဲ့အမှားအတိတ်မှာမကြောင်ခြေပြတ်လို့မရဘူးဆိုတာသတိထားပါ။ချန်ပီယံချိန်မရှိရဲ့ပစ္စုပန်မှာအမှားရွေးတစ်စုံတရာလုံးမိရနဲ့အတိတ်မှာအမဲစွန်းထင်သွားမှာပဲ။ပစ္စုပန်အကြောင်းဒီလိုမစင်းစားမိရင်အမှားပေါင်းများစွာနဲ့အတိတ်ကိုပိုင်ဆိုင်ရမှာပေါ့။ကိုလုံးမဲ့အလောက်မှန်သမျှမလောက်ခင်မှာလှုပ်တင်မလှုပ်တင်ကြိုးပြီးစဉ်းစား။မလှုပ်တင်တာမလှုပ်နဲ့။လှုပ်တင်တာပဲလှုပ်။အဲ့ဒါဆိုရင်မင်းတို့ရဲ့အချိန်တွေဟာအလဟာတက်မပြုံးတီးတော့ကုံလုံးသမျှအချိန်တိုင်းဟာကိုလှုပ်တင်လှုပ်ထိုက်တာတွေလောက်ရင်ကုံလုံးရမှာမို့တမိုးရှိရဲ့အချိန်တွေဖြစ်လာလိမ့်မယ်။ကဲဒီခန်းကိုညီကောင်းချုပ်ရအောင်။ဘတ်တူမများအနာဂတ်ကိုအကျိုးရှိရဲ့အပြုတ်မအပြောဆိုတွေနဲ့ကုံလုံးရင်ဆိုင်နိုင်မှုကြိုးစားပါ။တွေးတော့ပါ။သပိုင်းအနာဂတ်ကိုအိုးမဲတုပ်ပြီးမင်းတို့ရဲ့အတိတ်တွေကိုအကြီးတောင်လုံးမပြစ်ကြပါနဲ့။ပစ္စုပန်ဆိုတာအချိန်ကာလ area လုံးဝမရှိရဲ့အတိတ်ရဲ့ပစ္စုပန်ဆိုတာအချိန်ကာလ area လုံးဝမရှိရဲ့အတိတ်နဲ့အနာဂတ်ရဲ့ကြားသတ်မှတ်ချက်တစ်ခုလုံးမဲ့အလောက်ဟူသမျှလှုပ်တင်မလှုပ်တင်ကြိုတွေးပြီးလှုပ်တင်တာကိုသာလှုပ်လို့တိုးတက်တဲ့ဘဝထူထောင်နိုင်ကြပါစေဥစ္စာတီလို့အဖြေရှာလိုက်ရတဲ့ထက်အဖြေကိုတွေ့နေရလို့ဥစ္စာကိုပြန်ရှာရတာကပိုပြီးခက်ပါလူဘဝမှာဖြစ်ပျက်ကြုံဆုံရတဲ့ပြဿနာတွေကိုဘာကြောင့်ဖြစ်ပါလဲဆိုပြီးဖြစ်နေရတဲ့အကြောင်းရင်းကိုပြန်ရှာပြီးမှဖြေရှင်းလို့ရတာတွေရှိရဲ့အဲ့ဒါလို့ကြုံနေရတာဟာအဖြေတစ်ခုထွက်လာပြီးမှဥစ္စာကိုပြန်ရှာရတဲ့သဘောပေါ့ဟောဒီလိုတော့ဖြစ်နေပြီဘလို့လို့ဖြစ်သွားပါလိမ့်ထင်တော့မထင်ဘူးအန့်ကိုအော်ရောဆိုတာမျိုးတွေရောပေါ့အတူမများရှင်းရှင်းလင်းလင်းသိရအောင်လေးလေးပြောချင်အောင်တဆင့်ချင်းရေးပြမယ်ကဲနှစ်နဲ့နှစ်ပိုင်းဘယ်တော့လဲလို့မေးလိုက်ပါပြီတဲ့ဒါပုတ်စာပဲအဖေကလေးရှင်းရှင်းလေးအလွန်လွယ်တာကလေးတွေပြောနေ easy ကိုရင်ပဲနှစ်ပေါင်းနှစ်ညီမြချင်းလေးအဖေက400နေဘာလို့400လဲဆိုပြီးပုတ်စာကိုရှာရပြီးဆိုရင်တော့ခတ်သွားပြီရှုပ်သွားပြီအပြေလေးထွက်နိုင်တဲ့ပုတ်စာတွေကရာနဲ့ထောင်နဲ့ရှိပြီးရှိနေတာရာနဲ့ထောင်နဲ့ရှိပြီးရှိနေတာလီတို့ဆက်တွေ့ရင်အပြေလေးရနိုင်တဲ့ပုတ်စာတွေထောင်ပေါင်းများစွာတွေ့ရအောင်ပါပဲလက်ရှိတွေ့နေရတဲ့အပြေအတွက်အနီးဆက်ဆုံးမှန်ကန်နိုင်မဲ့ပုတ်စာစဉ်းစားဖို့ဆိုတာအတော်ခက်ပါတယ်ထောင်ပေါင်းစုံကနေဖြစ်နိုင်ခြေရှိရာတွေကိုလှည့်တွေးပြီးပြရတဲ့အကြောင်းရင်းမှန်ကိုရှာယူကြရတာပါအပေါင်းပုတ်စာတွေကြားမှာရှိရဲ့အပြေလားintention ပုတ်စာတွေကြားမှာရှိရဲ့အပြေလားအပိုင်းကနက်နေမှာရှိရဲ့အပြေလားအဲ့ဒါလိုပါပဲလူမှုရေးပြဿနာတရက်ကြုံလိုက်ရပြီးဆိုတာနဲ့အဲ့ဒီပြဿနာဖြစ်ရတဲ့အကြောင်းရင်းကိုစဉ်းစဉ်းစားစားရှာဖွေရမယ်။ပတ်ဝန်းကျင်ကြောင့်ဖြစ်တာလားအချိန်လေးအရာဖြစ်တာလားမမျှော်လင့်မဲဖြစ်တာလားဖြစ်ရတဲ့အကြောင်းရင်းမှန်ကိုအနည်းဆက်ဆုံးမှန်ကန်အောင်စဉ်းစားပြီးမှအဲ့ဒီပြဿနာအပေါ်ကောက်ချက်ချလို့ရတယ်။လေးပါလို့ဒီကြောင်ရေးပြနေရတယ်လေဆိုရင်ယောက်ျားလေးတစ်ယောက်ကဒါမှမဟုတ်ယောက်ျားကြီးတစ်ယောက်ကကိုယ့်ကိုချစ်ရေးဆိုလာရင်ပဲဖြစ်ဖြစ်လူကြီးပြားတစ်စစ်ပြောလာရင်ဖြစ်ဖြစ်ဒါကြောင့်ကိုပိုင်ဆိုင်မှုစူးစမ်းနေရလဲဆိုတာစဉ်းစားစေခြင်းလိုပဲကိုယ့်ရဲ့ပညာကြောင့်လားကိုယ့်ရဲ့လုံရည်ကိုင်ရည်ဝေရှာနိုင်မှုကြောင့်လားကိုယ့်ရဲ့ရုပ်ရည်ကြောင့်လားကိုမိဘရဲ့ဥစ္စာဒနာကိုလားကိုဘဝတနာလို့လားအကြောင်းရင်းတစ်ခုတော့ရှိရမယ်ဖြစ်ပါရဲ့ဆိုတဲ့အဖြစ်အတွက်ဘာကြောင့်ချစ်ရတယ်လဲဆိုတဲ့ပုစ္စာအကြောင်းရင်းကိုမှန်မှန်ကန်ကန်အနည်းဆက်ဆုံးရအောင်ရှာရမယ်ဒါမှကိုဘက်ကတင့်တော်တဲ့တုတ်ပြန်မှုပြီးနိုင်မှာပေါ့ငါတို့မှများအရာရာစဉ်းစဉ်းစားစားဆုံးဖြတ်စီခြင်းနဲ့အလေးကျင့်ရှိစေခြင်းလို့ခုလိုရေးပြရပါလွယ်ပေါ့ဆုံးဖြတ်အမှန်နဲ့မနီးစပ်နိုင်ပြီးတော့စဉ်းစားတွေးခေါ်တဲ့အလေးကျင့်ရှိသွားရင်မအတော့စဉ်းစားတွေးခေါ်တဲ့အလေးကျင့်မရှိပဲအသက်တွေကြီးသွားမယ်ဆိုရင်ဟိုလူပြောရုံဒီလူပြောရုံအသက်ကြီးသည့်ခက်တုံးတုံးလူကြီးဖြစ်သွားမှာပေါ့မိန်းကလေးတယောက်အနေနဲ့အပြီးဆိုရင်သူ့အတွက်အနေနဲ့ပိုများတယ်ကွကျုံသမျှပြဿနာအာကိုရှာပြီးဖြေရှင်းတော့မှာကိုမိန်းကလေးတယောက်အနေနဲ့အာကိုရှာရင်ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုဖြစ်တတ်တယ်ဖြစ်နိုင်ခြေရှိရာတွေကိုအမျိုးမျိုးတွေးတောစဉ်းစားတတ်တဲ့အလေးချင်းရှိထားပြီးဆိုရင်ဘလို့ပြဿနာပဲကြုံနောက်ဆုံးမှလေ့လာပြီးအမှန်နဲ့အနည်းဆက်ဆုံးအဖြေထုတ်နိုင်မယ်။ကျောင်းနေမှာတင်ချာတင်ပေးနေရဟာကနန်းတွက်တက်ရုံလို့အထင်လေးနဲ့ကွ။ကျောင်းကထွက်လာပြီးလူဘဝကိုရင်ဆိုင်ရတဲ့အခါမှာပါကြုံဆုံလာရမယ့်ပြဿနာတိုင်းစဉ်းစားတွေးခေါ်တတ်ဖို့လေ့ကျင့်ပေးလိုက်တာပဲ။အလေးကျင့်ကိုကိုယ့်ဘဝအတွက်အသုံးချတတ်ဖို့လိုတယ်။အဲဒီအလေးကျင့်ကိုကိုယ့်ဘဝမှာအသုံးချတတ်ဖို့လိုတယ်။တင်ချာမှာတက်တည်ပြချက်ရှားရတယ်လို့လူဘဝပြဿနာတွေမှာဖြစ်နိုင်ခြေရှိတဲ့အကြောင်းချင်းရာတွေရှားရတယ်။ပြည်သက်များရှိအပြိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း3ရဲ့အပိုင်း3ကတော့ဒီလောက်ပါပဲရှင်။ပြန်ရှိနေတဲ့အပိုင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပြီးတော့အသစ်တွေတင်တိုင်းသိရှိနိုင်အောင်လည်းဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။ဒါစီအားပေးခဲ့ကြတဲ့ပြည်သက်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။